အိမ်ရှိဆန်ရဲ့ကိုရန်တော်တွေကလည်းဒီလိုအခြေအနေမျိုးကိုခုမှကြုံဖူးကြတာပါကံကောင်းတာကဖေရှုချိုင်ကမြ мян ဆက်ဆံပဲကိုရန်တော်တွေကိုခေါ်ပြီးကလေးမွေးဖွားပေးဖို့လူသွားရှာခဲ့တယ်အိမ်ရှိဆန်ကကျမကိုပွေ့ချီထားပြီးလွန်ခဲ့တဲ့6လကကျမဝယ်ထားတဲ့အိမ်ကိုခေါ်လာခဲ့တယ်ယောက်ျားလေးတွေမွေးခန်းထဲဝင်တာကမင်္ဂလာမရှိဘူးဆိုပြီးဝမ်းဆွဲတဲ့တွေကအိမ်ရှိဆန်ကိုမွေးခန်းထဲဝင်ခွင့်မပေးကြဘူးဒါပေမဲ့အိမ်ရှိဆန်ကဘသူတာတာကျမဘေးနားမှာပဲအမြဲတမ်းရှိနေပေးခဲ့တယ်ကျမငငယ်ကလေးကနာကျင်ရတာကိုကြောက်တယ်ကလေးမွေးရတာကအရန်နာလုံးလို့မျက်ရည်တွေကတာမရအောင်ကျလာခဲ့တယ်ကျမငိုလိုက်တာနဲ့ဘာရင်မသိအိမ်ရှိဆန်ကလည်းလိုက်ငိုတော့တာပဲသူ့မျက်ဝန်းတွေလည်းမြင်မြန်ပြီးဆူဆွနေခဲ့တယ်နောက်ဆုံးတော့ကျမရတနာလေးနှစ်ပေါင်မွေးဖွားခဲ့တယ်တယောက်ကယောက်ျားလေးတယောက်ကမိန်းကလေးတဲ့ဝမ်းဆွဲတဲ့တွေကတောင်ပြောကြတယ်သူတို့ကလေးမွေးလာတဲ့တက်တန်းတစ်လျှောက်မှာမိမကကလေးမွေးနေတဲ့အချိန်ယောက်ျားဖြစ်သူကမျက်လုံးတွေနီးရဲနေအောင်ငိုတာမျိုးကိုပထမဆုံးမြင်မှုကြတာတဲ့ကျမလည်းမထင်ထားမိခဲ့ဘူးဒီနှစ်ဝက်အတွင်းမှာနန်းတွင်းထဲမှာအရှိန်ဝါကြီးမှပြီးလူများကရက်ဆက်တယ်လို့ပြောနေကြတဲ့အိရှိဆန်မင်းသားကအခုလိုမျိုးမျက်နှာကိုလက်နဲ့အုပ်ပြီးကူရာကေရာမဲ့နေတဲ့ကလေးတယောက်လိုငိုနေခဲ့မယ်လို့ပေါ့ကလေးမွေးရတာကကျမရဲ့အားအင်တွေကိုကုန်ခန်းစေပြီးကျမပြန်လို့လာတဲ့အချိန်မှာနောက်တစ်နေ့ကိုတော့ရောက်နေပါပြီအိမ်ရှိဆန်ကကျမဘေးမှာထိုင်ပြီးကျမလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့ပါတယ်ဒီအချိန်ကျမှပဲသူကကျမကိုတကယ်တန်ဖိုးထားပြီးဂရုစိုက်တယ်ဆိုတာကိုကျမသဘောပေါက်သွားခဲ့ပါတယ်ဒါပေမဲ့သူနဲ့လင်းရင်မတို့တညကိုအချိန်20လောက်ရေးလဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေးမိတိုင်းသူ့ကိုစကားပြောချင်စိတ်မရှိပြန်ဘူးသူကပြောတယ်ကျမပြန်လို့မလာတော့မှကိုသူအရန်ကြောက်နေတာလေကျမဘာမှပြန်မပြောပဲမကြေမနက်နဲ့မျက်စောင်းထိုးလိုက်တယ်ဒီလူကတော့ဟန်ဆောင်ကောင်းနေတုံးပဲကျမစိတ်ဆိုးမှန်ဆိုနဲ့သူ့ကိုလစ်လူရှူထားပေမဲ့ရင်ထဲမှာမပြောပဲအောက်ထားရတဲ့စကားတွေကတကယ်ကိုခံရခက်လွန်းလို့သူ့ကိုဒေါသတကြီးနဲ့စိုက်ကြည့်ပြီးပြောလိုက်တယ်ဘာရီဟန်ဆောင်နေတာလဲရှင်ကကျမကိုလုံးဝမချစ်ဘူးမို့လားရှင်သာကျမကိုတကယ်ချစ်ပြီးဂရုစိုက်တယ်ဆိုရင်မျိုးတော်ကိုပြန်သွားတဲ့အဲ့ဒီနေ့ကကျမကိုကွာရှင်းစာချုပ်ပေးမယ်လို့ပြောခဲ့မှာမဟုတ်ဘူးပြီးတော့ရှင်နဲ့လင်းရင်မတို့3ရက်3ညလုံးကတင်ပေါ်ကနေမစင်းခဲ့ဘူးဆိုတညတည်းနဲ့အချိန်20တောင်ရေတောင်းခဲ့တယ်ဆိုကျမဒေါသတကြီးနဲ့စကားကိုမရက်မနာပြောနေတော့သူကအေးအေးဆေးဆေးရှင်းပြတယ်သူလင်းရင်မကိုတခါမှမထိခဲ့ဘူးတဲ့သူကကျမပြောတဲ့စကားတွေအယမ်းလွန်တယ်လို့ထင်သွားပုံရတယ်ခဏလောက်ကြောင်သွားပြီးမှကျမရဲ့လက်ဖမိုးလေးကိုမြင်သာစွာနမ်းလိုက်ပြီးဆက်ပြောတယ်သူလင်းရင်ကိုလက်ထပ်ဖို့တခါမှမစင်စားခဲ့ဘူးတဲ့သူမျိုးတော်ကိုပြန်ရောက်ကြတဲ့ကဘရင်နဲ့မိဖုရားကသူ့ကိုလင်းရင်နဲ့လက်ထပ်ပေးဖို့တကယ်စီစဉ်ခဲ့ကြတယ်ဒါပေမဲ့သူ့မှာဇနီးရှိပြီးသားပါလို့ပြောလိုက်တော့ဘရင်နဲ့မိဖုရားကကျမကိုမျိုးတော်ကိုခေါ်ဖို့အမြဲတိုက်တွန်းခဲ့ပေမဲ့ကျမရဲ့စိတ်ထဲမှာတော့လူရှင်ဖုံးဆိုတဲ့ကောင်ပဲအမြဲရှိနေခဲ့တာလေတဲ့အဲ့ဒါကြောင့်သူ့မှာဝမ်းနေပြီးစိတ်လဲတူနေခဲ့ရတာအဲ့ဒါအပြင်သူကပြောတယ်ကျမကသူနဲ့ရတဲ့ကလေးကိုတော့မလိုချင်ခဲ့ဘူးလေတဲ့အဲ့ဒါကြောင့်ကျမကိုအိရှိဆန်ချင်းရတော့ဖြစ်တလောကလုံးကိုမကြင်ညာဖြစ်ခဲ့တာပါတယ်သူစကားတွေကိုနားထောင်ပြီးနောက်မှာတော့ကျမမျက်နှာတစ်ခုလုံးမြင်မြန်သွားရတယ်သူနဲ့လင်းရင်မကြားထဲမှာဘာမှမရှိဘူးဆိုတာကိုမထင်ထားခဲ့မိဘူးကျမသူ့ကိုပြောလိုက်တယ်ကျမလူရှင်ဖုံးကိုတခါမှမချစ်ခဲ့ပါဘူးကျမလည်းဒီကလေးနှစ်ယောက်ကိုမလိုချင်တာမဟုတ်ပါဘူးကျမအရန်ကြောက်နေခဲ့ရတာရှင်ကျမကိုဆေးရီတိုင်းမှာကိုအဲ့ဒါကြောင့်အိမ်ပြန်ရောက်မှကျမဘာသာတောက်မယ်လို့ပြောခဲ့တာပါသူကပြန်ပြောတယ်သူကကျမကိုဘယ်လိုလုပ်ပြီးကိုဝင်ဖြစ်စေးတွေအတင်းတက်ရမှလဲသူရှင်းရှင်းလင်းလင်းသိသွားပြီးတဲ့အိရှိဆန်ကကျမကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့တယ်ပြီးတော့ပြောတယ်သူစုံစမ်းကြည့်လိုက်တော့လင်းရင်ကအိမ်တော်ကအစီကံမလေးတွေကိုအပိုင်သိမ့်ပြီးသူကျမအတွက်ပို့ပေးလိုက်တဲ့အားဆေးတွေထဲမှာအစိတ်ခတ်ခိုင်းခဲ့တာသူလင်းရင်ကိုထိုက်တန်တဲ့အဖြစ်ပေးခဲ့ပြီးပါပြီထန်ထန်ရဲတဲ့သူကပြောတယ်တော်သေးတာပေါ့အဲ့နေ့ကဆေးခွက်ကိုမတောက်မိလို့ပေါ့မဟုတ်ရင်သူဆိုပြီးအိရှိဆန်ကကျမကိုပွေ့ဖက်ထားရင်းနဲ့တကိုယ်လုံးတုံရင်နေခဲ့တယ်သူခုချိန်ထိတကယ်ကိုပဲကြောက်လန့်နေတုံးဆိုတာသိတာနေပါတယ်သူ့စကားတွေကိုနားထောင်ပြီးတော့ကျမလည်းစိတ်ပျော့သွားပြီးသူ့ကိုထပ်ပြီးစိတ်မကောက်ချင်တော့ပါဘူးကျမသူ့ကိုပြောလိုက်တယ်ရှင်လင်းရင်မကိုမချစ်ရင်ပဲရပါပြီပြီးတော့နောက်လည်းတခြားမိန်းကလေးတွေကိုမချစ်ရဘူးနော်လို့ပေါ့ကျမကတမင်တကာမျက်နှာကိုတီးထားပြီးတော့လူဆိုးမလေးလိုဟန်ဆောင်လိုက်တယ်ရှင်သာတခြားသူကိုချစ်ရဲချစ်ကြည့်လိုက်ကျမရှင်ကိုမချစ်တော့ဘူးလို့ပြောလိုက်တော့အိရှိဆန်ရဲ့လက်ချောင်းလေးတွေကတိတိတတ်တာတုံရင်သွားတယ်သူကအယမ်းကိုအံ့ဩဝမ်းသာဖြစ်သွားပြီးကျမကိုမယုံနိုင်တယ်လို့မျိုးကြည့်နေခဲ့ပါတယ်ပြီးတော့မေးသေးတယ်မင်းကိုချစ်လာတဲ့ကျမကခွေးကိုပဲချစ်တာလို့ပြောလိုက်တဲ့အိရှိဆန်ကကျမကိုရုတ်တရက်ဖတ်လိုက်တယ်ကိုကကခွေးပါပဲလို့သူကပြောတယ်မတွေ့ရတဲ့နှစ်ဝက်လောက်အတော်အတွင်းကျမတကယ်ပဲသူ့ကိုတတိယနေမိတယ်ဒါကြောင့်သူ့ကိုမတွန်းထုတ်မိပဲသူ့ရဲ့အနမ်းတွေထဲမှာနစ်မျောနေမိတယ်အဲ့ဒီအချိန်မှာပဲကလေးငိုတန်ကရုတ်တရက်ထွက်ပေါ်လာတယ်ကျမသူ့ကိုအမြန်တွန်းထုတ်လိုက်တယ်သူကပြောတယ်ကလေးလေးတွေရလာပြီဆိုပေမဲ့မင်းကကိုကိုအရင်ကထပ်ပို့ပြီးချစ်ပေးရမယ်နော်တဲ့ပြီးပါပြီခမစိတ်ရှိရှိနဲ့အားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်